โอเคဒီနေ့တော့စိတ်မကောင်းစရာတစ်ခုပေါ့ဗျာเนาะအကျန်းဖတ်မင်းအောင်လိုင်းဖတ်စစ်တက်ကဘယ်လိုမျိုးအာဓမပေါ်တာဆွဲနေလဲဘယ်လိုမျိုးဒုက္ခနေ့စဉ်နဲ့မျှဒုက္ခပေးနေလဲဆိုတဲ့ဟာလေးကျွန်တော်ဒီနေ့ဗီဒီယိုလေးတစ်ခုကျွန်တော် reaction လေးလုပ်ရင်းနဲ့ပြောသွားဖို့ရှိတယ်အဲ့တော့ဒီအကျန်းဖတ်မင်းအောင်လိုင်းစစ်တက်သေးကိုရောင်းစားနေတဲ့ပွဲစားတွေလည်းရှိတယ်ဗျเนาะလူတယောက်ကို2သိန်းတို့3သိန်းတို့350 360အဲ့ဒီလိုမျိုးရောင်းစားနေတဲ့သူလည်းရှိတယ်ဒီနေ့ကြေခွဲစရာကောင်းတာလေးတစ်ခုကျွန်တော်တမိသားစုလုံးအကျန်းဖတ်မင်းအောင်လိုင်းစစ်တက်သေးကိုရောင်းစားပလိုက်တဲ့ဖြစ်ရမှန်တစ်ခုလေးကျွန်တော်ကြည့်မယ်2ရက်8လ2026เนาะသူ့သားလေးပျောက်သွားတာတစ်ပတ်လောက်ရှိပြီအခုမှသတင်းသိရတယ်เนาะသိရတော့အကျန်းဖတ်မင်းအောင်လိုင်းစစ်တက်တဲ့ရောက်သွားပြီကျွန်တော်အဲ့ဗီဒီယိုလေးကိုကျွန်တော်တို့အတူတူကြည့်အောင်လူကုန်ကူးတဲ့ကောင်းနေလေနော်ကိုချင်းသာတရားမရှိကြဘူးနော်ငါသားလေးကိုမလုံးရတဲ့နင်တို့မိသားစုချမ်းသာဖို့အတွက်နဲ့နင်တို့မိသားစုချမ်းသာဖို့အတွက်ငါသားလေးကိုရောင်းစားမှနင်တို့ကစိတ်ချမ်းသာပြီးစားကြတောက်ကြမှာလားကိုချင်းသာတရားနင်တို့မှမရှိကြဘူးလားလို့ငါတို့အခုကြားနေတဲ့မျက်ရည်သွေးတွေကသားတွေကကြားနေတဲ့မျက်ရည်နေတော့လည်းဗရီစားနိုင်ကြမှာလေဟန်သားလေးတို့ချိန်ချောက်ပြီးတော့လှုပ်ဆိုပြီးခေါ်သွားပြီးတော့ကလေးတွေကိုစားနာမပါပဲနဲ့မမုတ်တယ်မပါပဲနဲ့ကလေးတွေကိုချိန်ချောက်ပြီးတော့စားနာပါတယ်ပြောမပါအသက်ပြမိဘတွေလည်းအနေစေရစားစေရမစားနိုင်မတော့နိုင်နဲ့ငါတင်တဲ့ဗီဒီယိုပါရောနင်တို့ကြည့်ကြငါတို့မျက်ရည်ကျသလိုနင်တို့မကြပါစေနဲ့ငါတို့ပြီးနင်တို့လည်းနင်တို့မဟုတ်သားသမီးတွေမရှိကြဘူးလားကိုချင်းမစားဘူးလားလို့ငါတို့ခုနှစ်ရက်သမီးငန်းနဲ့မစဲငါတို့ရိုးရိုးသားသားအေးကြကြလှုပ်ရှားနေတဲ့မိသားစုတွေပြိုကွဲကြတယ်နင်တို့မလို့လှုပ်ရတယ်နင်တို့မလို့လှုပ်ရတယ်ယောမလည်းငါတို့ကသားလေးတွေကိုမတည့်ရလို့စစ်မှုရ2000ဝယ်မြဲတဲ့ရတယ်အခုတော့ဘယ်သူမှမကယ်နိုင်ရတော့ဘူးလားလို့ငါတို့ယောမတော့ငါတို့သားလေးတွေကိုမတည့်ရလို့ငါတို့ငတ်နေတာတော့မှငတ်ခါပြီးစစ်မှုရနဲ့လည်း2000ဝယ်တဲ့ရတယ်နင်တို့လူကုန်ကူတဲ့ကောက်တဲ့ကောင်မတွေသူများသားသမီးတွေသူများမိဘတွေမျက်ရည်ကြတာဟိုနင်တို့စားရကြပါငါတို့ပြီးနင်တို့လည်းဆိုတာမမဲနဲ့ငါတို့ငိုနေချိန်မှာနင်တို့ကစိတ်ချမ်းသာပြီးသူများသားသမီးတွေကိုရောင်းစားရတဲ့တော့လှုပ်ရလိုက်ကြတာငါတို့ရင်းနေကြိုးနေပါပြီငါတို့သားလေးတွေကိုငါတို့ပွေးမွေးသလိုမွေးတာအသက်လည်းမပြည့်သေးဘူးငါတို့လေးအသက်လည်းမပြည့်သေးဘူးဂျမရလည်းမကောင်းဘူးအရေးကြောက်တဲ့ကလေးကိုမှချိန်ကြောက်ပြီးတော့စမှုရန်ခိုင်းနေဤပါပြည်သူတွေကျမတို့ကြမေးကြပါကဲကြပါဟုတ်ကဲကြပါဟုတ်ကူကြည့်ကြပါဟုတ်ကျမမကစားနိုင်တော့ဘူးကျမယူပြီးသေးတော့ကျမယူပြီးကျမမလုံးကျွေးမလည်းဒီသားလေးပဲရှိပါတယ်โอเคဒါကတော့မတရားစစ်မှုထမ်းဖို့အတွက်ရောင်းစားခံလိုက်ရတဲ့တမိသားစုလုံးဗျာသူ့ရဲ့သားလေးကအသက်မပြည့်သေးဘူး18နှစ်ပဲရှိသေးတယ်เนาะသူ့သားသူ့ရဲ့တမိသားစုလုံးကုန်သွားတယ်ဗျာဒီကပျောက်နေတာတော့ဒီတစ်ပတ်လောက်ရှိပြီအဲ့တော့ तू ကဒီ social လဲကောင်းကောင်းမသုံးတတ်ဘူးဖုန်းလဲကောင်းကောင်းမသုံးတတ်ဘူးဗျာဆိုတဲ့ခါတော့ဘေးကညီမလေးတယောက်ကနေတော့ဗီဒီယိုရိုက်ပြီးတော့ TikTok မှာတင်ပေးလိုက်ပြီးတော့မှအခုလိုမျိုးတိလာတာပေါ့အဲ့တော့အလုံးဖို့ဆိုပြီးတော့မှဒီအမျိုးသမီးတယောက်ရဲ့အမျိုးသားတယောက်ရဲ့လာပြီးတော့မှတနေ့4000ရမယ်ဆိုပြီးတော့ကားနဲ့လာခေါ်သွားတယ်တဲ့အဲ့ဒီအချိန်ကစီပြီးတော့မှပြန်မဆက်သွယ်မရတော့အခုတစ်ပတ်ကြော်ပြီးတော့မှအခုမှဆက်သွယ်ရတာဒီဗီဒီယိုက18နာရီပဲရှိသေးတယ်တင်ထားတာเนาะဆက်သွယ်ပြန်ရတဲ့အချိန်မှာဂျမ်ဖတ်မင်းအောင်လိုင်းစက်တက်တွေကိုရောင်းစားပလိုက်ပြီเนาะအဲ့တော့ပြီးရင်သူတို့ကဘာလဲဆိုတဲ့အခါတော့စစ်မှုထမ်းကြီးဆိုပြီးတော့မှယောက်ျားလေးရှိတဲ့အိမ်ကြီးယောက်ျားလေးတယောက်ရှိရင်2000ခွဲထည့်ရတယ်လားစင်เนาะလားစင်ကြီးဒီအကျန်းဖတ်မင်းအောင်လိုင်းအဖွဲ့ကစက်ကြီးကောက်နေတာပေါ့ဗျာเนาะယောက်ျားလေး2ယောက်ရှိရင်9000 4ယောက်ရှိရင်3သိန်းစဉ်းစားကြည့်ရကစုံရတစ်စီးကို1000 2000ဖြစ်နေတဲ့အချိန်ကြောက်တလုံး4 5 800 900ဖြစ်နေတဲ့အချိန်မှာအကျန်းဖတ်မင်းအောင်လိုင်းအဖွဲ့ကစက်ကြီးထပ်တောင်းနေဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ရဒီအကျန်းဖတ်အာနာရှင်စစ်မိတ်စာတွေကိုမတော်လှန်ဘူးဆိုလို့ရှိရင်ဒီထက်အခြေအနေစိုးဖို့ပဲရှိတယ်
နော်ဒီထက်ချီနေစိုးဖို့ပဲရှိတယ်အဲ့တော့ဒီအချမ်းဖတ်မင်းအောင်လှိုင်အဖွဲ့ကဒီထက်မကကျူးလွန်နေအောင်ပါဟိုတနေ့ကလည်းကြည့်ပြီလား तू ရက်တရာပြည့်ဆိုပြီးတော့မှပြောသွားတယ်ရက်တရာပြည့်မှာဘာပြောရတော့စစ်မှုထမ်းကိစ္စပေါ်တာဆက်ဆွဲနေအောင်ပါပဲတဲ့ခင်ဗျားတို့သားသမီးတွေကိုအချမ်းဖတ်မင်းအောင်လှိုင်စစ်တပ်တဲ့ရောက်တာနဲ့ပြန်လမ်းမရှိတော့69ရာခိုင်နှုန်းကပြန်လမ်းမရှိတော့ဒါကြောင့်မို့ခင်ဗျားတို့မဖြစ်ခင်ခင်ဗျားတို့သားသမီးတို့လွတ်မြောက်နေပြီပို့နော်အဲ့တော့မင်းအောင်လှိုင်ဒီအာနာရှင်ဖက်စစ်ကိုခင်ဗျားတို့အကုန်တော်လှန်မလားဒါမှမဟုတ်မတရားမှုကိုငြိမ်ခံပြီးတော့အသေးခံမလားဆိုတာနှစ်လမ်းပဲရှိတော့တယ်အသေးခံမလားတော်လှန်မလားနှစ်လမ်းပဲရှိတော့တယ်နော်နှစ်လမ်းပဲရှိတော့တယ်အဲ့တော့တချို့ဆိုရှင်လဲစစ်မှုထမ်းခေါ်သွားတယ်ခေါ်သွားပြီးတော့မှလာပြန်ရွေးခိုင်းတယ်ဗျာနော်ရောင်းစားလိုက်တယ်လာပြန်ရွေးခိုင်းတယ်လာပြန်ရွေးကလူရောင်းစားနေတာပေါ့လာပြန်ရွေးခိုင်းတယ်လူတယောက်ကို300 200စသဖြင့်ပေါ့ကြားနေရတာအများကြီးဆိုရှင်မှာအများကြီးတွေ့နေရတယ်ဒါကလက်ရှိဖြစ်ပျက်နေတဲ့ပကတိအခြေအနေပဲမတရားမှုကနေ့စဉ်နဲ့အမျှကိုယ်အိမ်ရှိဘူးရောက်ကိုရောက်လာမယ်ဆိုတာမမေ့ပါနဲ့နော်โอเคအဲ့တော့ဒီဗီဒီယိုလေးကိုလည်းများများလေး share ပေးပါဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးဂရုစိုက်ကြပါဗျ